ပြောထားတဲ့အတိုင်းပဲ M+ MRC ခေါ်တဲ့နီးလေးပြပြပေးပါမယ်ဥပမာအားဖြင့်ခြေတို့ပစ္စည်း2မျိုးဝယ်မယ်1000တန်တဲ့ပစ္စည်းကိုခြေ3ခုဝယ်မယ်ပြီးရင်ခြေ1500တန်တဲ့ပစ္စည်းကို5ခုဝယ်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွက်မယ်ခြေတို့ကဘယ်ကစနှိပ်မလဲဆို1000အမြောက်3 equal နှိပ်လဲရတယ်တစ်ခါတည်းပဲ M+ ကိုနှိပ်လဲရပါတယ်โอเคဒါကကျတော့ तू က memory ထဲမှာခြေတို့ပေါင်းမယ်လို့နှိပ်လိုက်တယ် M+ ရဲ့သဘော memory ထဲမှာခြေတို့ပေါင်းမယ်လို့ပြောလိုက်တာဖြစ်တယ်1500အမြောက်5 1500အမြောက်5 M+ တစ်ခါတည်းနှိပ်လဲရတယ် equal နှိပ်ပြီးမှ M+ နှိပ်လဲရပါတယ် memory ထဲမှာပေါင်းမယ်ပေါ့ရပြီဆိုတဲ့အခါမှာ MRC လေးနှိပ်ပေးပါအောင်โอเคအဲ့မှာ1000နဲ့900ဖြစ်လိမ့်မယ်ဒီတိုင်းစိတ်တက်တွက်ကြည့်အောင်ခြေတို့အဖြစ်ကိုက်မကိုက်ပါနော်1000မြောက်3သည်3000 1500မြောက်9 9500ဆိုတော့နောက်ဆုံးဖြေသည်ခြေတို့ရဲ့စိတ်ထဲမှာသိနေရမယ်1000နဲ့900ပေါ့နော်โอเคရပါပြီကဲဒါဆိုရင်တော့ဘဟုတုတတွေအများကြီးရသွားပြီလို့ထင်ပါတယ် calculator နဲ့ပတ်သက်ပြီးတော့ဘာတွေမေးစရာရှိလဲမေးလို့ရပါတယ်ရှင် comment မှာမှန်းခဲ့လို့ရပါတယ်နော် LCCI သင်တန်းလေးတွေ6လပိုင်း9ရက်နေ့မှာတစ်စမှာရှိပါတယ် ACCA ကတော့တနင်္လာနေ့ကဗုဒ္ဓဘုမနက်ခင်း8 နာရီနေပြီးတော့10 နာရီသင်နေတာရှိတယ်ညခင်းပိုင်းကတော့ဗုဒ္ဓဘုကြာတာပရိညနေ6-8သင်နေရရှိပါတယ်ရှင် join လို့ရပါတယ်အခုမှစထားမကြသေးတဲ့အတွက်ကြောင့်မလို့ပါရှင် Okay thank you ပါရှင် bye bye take care